အဖျားတွေခဏခဏဝင်နေလားအနာမြင်မြင်မကြက်ဘူးဖြစ်နေလားအသားရည်ကညုံမဲပျက်စီးနေတယ်လို့ခံစားနေရလားဒါဆိုရင်တော့ခန္ဓာကိုယ်မှာဇင်းနဲ့ချွတ်တက်နေတာလည်းဖြစ်နိုင်ပါတယ်ဒီတစ်ခါတော့ဘယ်လိုအစားအစာတွေကဇင်းနဲ့ကြွယ်ဝပြီးတော့ဘယ်လိုစားသုံးရမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဇင်းတက်ဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်တဲ့အရေးပါတဲ့တတ်တစ်မျိုးဖြစ်ပါတယ်ကိုယ်ကစနစ်ကိုမြင့်တင်မိတယ်အနာကျက်မြန်စေတယ်အသားရည်ကိုလက်တက်မှလာပါစေပြီးကလေးလူကြီးတိုင်းအတွက်ကြီးတော့ပုံမျိုးမှုကိုပါအားပေးတဲ့အတွက်တစ်မျိုးလည်းဖြစ်ပါတယ်နံပါတ်1အနေနဲ့ပင်လယ်စာတွေပါပင်လယ်စာတွေမှာဆိုလို့ရှိရင်ကမာကောင်တွေပဇွန်တွေဟာဇင်းထက်အပြည့်အဝဆုံးပါပဲအရသာလည်းရှိတယ်ကျမကြီးအတွက်လည်းအကောင်းဆုံးမိတ်ဆွေတွေပါပဲနော်နံပါတ်2အနေနဲ့ကတော့အမဲသားစိတ်သားတွေပါအသားမျိုးမျိုးထဲမှာမှအမဲသားစိတ်သားလိုမျိုးအနီရောင်သားတွေမှာဇင်းထက်ကြွယ်ဝစွာပါဝင်ပါတယ်စားလိုက်တိုင်းအာရင်တိုးစီမဲ့အစားအစာတွေပဲဖြစ်ပါတယ်နံပါတ်3ကတော့ပဲမျိုးမျိုးပါပဲတသက်လွတ်စားသူတွေအတွက်လည်းစိတ်မပူပါနဲ့ပဲမျိုးမျိုးမှာလည်းဇင်းထက်ကြွယ်ဝစွာပါဝင်ပါတယ်ကလေးပဲမဲ့ပဲဒါတွေအားလုံးကဇင်းထက်ဖြစ်ပြီးနေတဲ့အစားအစာတွေပဲဖြစ်ပါတယ်နံပါတ်4အနေနဲ့ကတော့အစစ်အဆန်တွေပါဖျုံစစ်နေကြစစ်လိုမျိုးအစစ်အဆန်လေးတွေကလည်းဇင်းထက်ရဲ့စားရှင်လေးတွေပဲဖြစ်ပါတယ်အစာပြေစားလို့ရတဲ့အပြင်ကျန်းမာရေးကိုလည်းထောက်ကူပြုတာမို့တစ်နှစ်တစ်စုံလောက်တော့စားပေးသင့်ပါတယ်နော်နံပါတ်5အနေနဲ့ကတော့နှုတ်နဲ့နှုတ်ရက်ပစ္စည်းတွေပါကလေးတွေအတွက်ရောလူကြီးတွေအတွက်ပါအရေးပါတဲ့နှုတ်နဲ့နှုတ်ရက်ပစ္စည်းတွေမှာဆိုရင်ဇင်းတက်ဟာကြွယ်ဝစွာပါဝင်ပါတယ်ဒီလိုဇင်းနဲ့ကြွယ်ဝတဲ့အစားအစာလေးတွေကိုနေ့စဉ်စားသုံးမှုတွေကိုထည့်သွင်းပြီးတော့ကျန်းမာလာပါတဲ့ဘဝကိုတည်ဆောက်ကြရအောင်နော်